အတွင်းမှာ follower 25k ရစီခဲ့တဲ့လျှို့ဝှက်ချက်3ချက်ကိုလာပြောပြမယ်ပြီးခဲ့တဲ့လကဖတီမာအကြောင်းပြီးတော့မိချိုတူမအကြောင်းဆိုပြီးတော့မှ story လေးပြောပြီးတော့ video content 2ပုတ်ရိုက်ခဲ့အဲ့ဒီ video content 2ပုတ်က million view ထိရသွားပြီးတော့တစ်လအတွင်းမှာပဲ follower ပေါင်း2500ကျော်တိုးခဲ့တယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ကတော့မျိုးက trend ကိုသုံးခဲ့တာပါဒီအချိန်မှာဖတီမာကကားဝယ်လိုက်တယ်ဆိုတဲ့ video လေးတင်ထားတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ video လေးဒီလူကြိုက်များနေတယ်လူပြောများနေတယ်လူတွေစိတ်ဝင်စားဆုံးအရာဖြစ်တယ်အဲ့ဒီ trend ကိုသုံးချပြီးတော့မှမျိုးရဲ့ educational content နဲ့ပေါင်းလိုက်တဲ့အခါမှာလူတွေစိတ်ဝင်စားတဲ့ content တစ်ပုဒ်ဖြစ်သွားခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ trend တစ်ခုခုရှိနေတဲ့အချိန်မှာကိုယ့်ရဲ့ product service နဲ့ချိတ်ဆက်လို့ရတယ်ဆိုရင်မျိုးတို့သုံးသင့်ပါတယ်နော်ဒုတိယတစ်ချက်အနေနဲ့ကတော့ storytelling ပြောခဲ့တာပါအဲ့တော့ဒီအကြောင်းအရာလေးကိုကိုယ့်ရဲ့ product service နဲ့ဘယ်လိုမျိုးချိတ်ဆက်မလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းတဲ့ story တစ်ခုအနေနဲ့မျိုးကဖန်တီးခဲ့တယ်ပေါ့နော်မျိုး content လေးမှာဆိုလို့ရှိရင်သူတို့စီကနေပြီးတော့မှမျိုးကိုယ်တိုင်တင်ယူရရှိလိုက်တဲ့အချက်၃ချက်ဆိုပြီးတော့မှ story လေးပြောလိုက်တဲ့အခါမှာလူစိတ်ဝင်စားတဲ့ content တစ်ခုဖြစ်ခဲ့ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့အရေးကြီးဆုံးလေးဖြစ်တဲ့ပထမ3စက္ကန့်အတွင်းမှာလူတွေရဲ့အာရုံကိုဖန်ဆနိုင်တဲ့ hook ကိုသုံးခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီညီမလေးကဘယ်လို content တွေလုပ်လို့တစ်လဝင်ပြီး30ရှာနိုင်လဲဆိုတော့ခေါင်းစဉ်လေးကလူတွေရဲ့အာရုံကိုဖန်ဆနိုင်တဲ့ hook ပဲဖြစ်ပါတယ်ဒါကြောင့်မလို့မျိုးကိုယ်တိုင်ဘာကြောင့်တစ်လအတွင်းမှာ follower 2000ကျော်ရခဲ့လဲဆိုရင်ဒီအချက်3ချက်ကိုအသုံးချခဲ့လို့ပဲဖြစ်ပါတယ်နော်ဒါကြောင့်ဒီဗီဒီယိုကြည့်တဲ့သူအနေနဲ့လည်းကိုယ့်ရဲ့ content တွေက follower တွေများခြင်းနဲ့ view တွေတိုးခြင်းနဲ့ဆိုလို့ရှိရင်တော့မျိုးအခုပြောသွားတဲ့တင့်တော်တဲ့ trend တွေရှိရင်သုံးပါနောက်တစ်ခုကလူတွေစိတ်ဝင်စားစေနိုင်တဲ့ storytelling ကိုပြောပါပြီးတော့ပထမ3ဆက်ကမှ hook ကိုသုံးဖို့ဘယ်တော့မှမမေ့ပါနဲ့เนาะဆိုတော့ဒီအချက်ကိုသုံးပြီးတော့မှ content လေးလုပ်ကြည့်ကြပါလို့ညွှန်အကြံပေးလိုက်ပါတယ်ဆိုတော့ဒီလိုမျိုး hook တွေကိုစနစ်တကျသုံးတတ်ခြင်းနဲ့ကြည့်မိတဲ့ storytelling တွေပြောတတ်ခြင်းနဲ့ပြီးတော့ trend ကိုဘယ်လိုမျိုးအသုံးချရမလဲဆိုတာတွေသိချင်နေဆိုရင်တော့ MOV ဆိုတဲ့ တက်လက် game တင်တိုင်းရှိပါတယ်เนาะလာမယ် match လ9ရက်နေ့မှာညွှန်အဖက်စစ်21ကိုဖွင့်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့တင်တိုင်း join ကျင်နေဆိုတော့ဒီဗီဒီယိုလေးရဲ့ comment မှာ MOV လို့ရိုက်ခဲ့လို့ရတယ်เนาะဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်